နောက်ပေါ့နော်နောက်မိကုန်းတစ်ခုကတော့ဒါဟိုခစ်စားတယ်ပေါ့နော်ဒီအခုကခုနပြောသလိုအစားအစာနဲ့ဝါတာကဆက်နေရ generally ပေါ့နော်အဲ့တော့ခါကျတော့လူတွေကဘာလုပ်လဲဆို intermittent fasting လုပ်လိုက်တယ်ပေါ့နော်ဒီ fasting လုပ်တဲ့ဒီအလေးထားရောဆရာအနေနဲ့ဘယ်လိုမြင်လဲပေါ့နော်ဒါကောင်းသလားထိရောက်မှုရှိသလား intermittent fasting ကကျွန်တော်အစားအသောက်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်က diet pattern ပေါ့ diet pattern ဘယ်လိုအစားအစာမျိုးစားရမလဲဆိုတဲ့ပြဿနာနဲ့စားပုံစားနည်းဘယ်လိုစားရမလဲဆိုတာနှစ်မျိုးရှိတယ်ပေါ့ကျွန်တော်တို့ဆိုတော့အခုအများစုပြောနေ Mediterranean style diet ပေါ့ဘယ်လို diet မျိုးစားရမလဲဆိုမြေလဲကျင်လဲပတ်ဝန်းကျင်မှာရှိသောတိုင်းပြည်များတွင်စားသောအစားအစာများစားရင်နှလုံးရောဂါဖြစ်တာနည်းတယ်စီးကျိုဖြစ်တာနည်းတယ်ပေါ့ဆိုတော့အဲ့ဒါသူတို့ဘာစားကြလို့လဲဆိုတော့သူတို့ကတန်လွင်စီစားတယ်ကျွန်တော်တို့စားအောင်စီတွေစားတာမျိုးမဟုတ်ဘူးနောက်ပြီးတော့အသားစားတယ်ငါးစားတာများတယ်နော်ငါးစားတာများတယ်အရွက်တွေစားတာများတယ်အဲ့လိုလူမျိုးတွေကြပိုပြီးကျမ်းပါတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီဘက်မှာကြားတဲ့ခါကျတော့ဝက်စီတွေစားတယ်ဝက်သားတွေစားတယ်စားအောင်စီတွေစားတယ်ထမင်းတွေစားတယ်အများကြီးစားတယ်အဲ့လို pattern ကြတော့ကျမ်းမာရေးနဲ့မညီညွတ်ဘူးပေါ့အဲ့တော့အဲ့ pattern တွေမကဘူးစားတဲ့ pattern ပေါ့စားတဲ့ pattern က24နာရီကိုပုံမှန်တိုင်းပဲစားသလားအဲ့ဒါမှဆိုတော့ intermittent fasting ပေါ့intermittent fasting ကလည်းသူရဲ့ pattern က4-5ခုလောက်ရှိတယ်အခုခေတ်စားနေတာ16-8ဆိုတဲ့ pattern ခေတ်စားတယ်ပေါ့16-8ဆိုတာတကယ်ပါလဲဆိုတော့8နာရီစားတယ်ပေါ့16နာရီမစားဘူးပေါ့7နာရီစားဘာမှမစားဘဲနေတာပေါ့နော်အဲ့ဒါတကယ်တွေတော့ဘယ်ကလာလဲဆိုကျွန်တော်တို့ဗုဒ္ဓဘာသာကျွန်တော်ဥပုသ်ဆောင်နံတွေလာတယ်ပေါ့ကျွန်တော်တို့မနေ့ကတန်ဃာတော်တွေပဲဖြစ်ဖြစ်တရားကျောင်းသွားတဲ့ယောဂီတွေပဲဖြစ်ဖြစ်မေတ္တိလရှင်တွေပဲဖြစ်ဖြစ်ဥပုသ်ဆောင်တဲ့လူဆိုရင်အာယုန်တက်ကိုစစားတယ်ထားပါတော့အာယုန်တက်ကို4နာရီလောက်ကျွန်တော်တို့ယူတာကို4နာရီနောက်ပိုင်းယူတာကိုစစားတယ်ပေါ့လွယ်တွက်အောင်လွယ်အောင်ပဲ6နာရီလို့ထားလိုက်ရင်ဟိုကျွန်တော်တို့က7နာရီနောက်ပိုင်းမစားတော့ဘူးအဲ့တော့4နာရီကနေပြီးတော့7နာရီထိပေါ့7နာရီထိဆိုရင်ကျွန်တော်က8နာရီလောက်ပြတ်သွားတာပေါ့8နာရီလောက်ကျွန်တော်အဲ့ချိန်မှာစားလို့ရတယ်ပြီးတဲ့အခါကျတော့မွန်းလွဲညတာကျွန်တော်မစားတော့ဘူးဒါ intermittent fasting ပဲဟုတ်ပါတယ် intermittent fasting ပဲအဲ့တော့အကျိုးရှိလားဆိုတာစားပုံစားနီးစားတဲ့ပမာဏမှန်ရင်တော့အကျိုးရှိမယ်ကျွန်တော်ဗမာပြည်မှာတန်ဃာတော်များမှာစီးကျူဖြစ်တော်ဘယ်လောက်ရှိလဲဆိုတော့သိကျင်တယ်ကျွန်တော်သူသိနေတာတခုလုပ်ဘူးတယ်အသက်တွေရွယ်သူအမျိုးသားများနဲ့နော်ဆိုတော့ဆရာတော်တစ်ပါးတန်ဃာတစ်ပါးအသက်60ဆိုရင်နောက်ထပ်အမျိုးသားတစ်ယောက်အသက်60အဲ့လိုမျိုးတက်တူရွယ်သူပမာဏပေါ့ဆရာတော်250ဆိုအမျိုးသား150ကျွန်တော်ရှင်လုပ်ဘူးတယ်လုပ်ပြီးတဲ့အခါကျတော့ဗာတွေ့လဲဆိုတော့ဆရာတော်တွေအကြီးယူဖြစ်လို့ပုံများတယ်25.5ရာခိုင်နှုန်းဖြစ်တယ်တရားမှာအမျိုးသားတက်တူရွယ်သူအမျိုးသားတွေက12.2ရာခိုင်နှုန်းပဲဖြစ်တယ်အဲ့တော့ဆရာတော်တွေကတကယ်နဲ့ဟိုတီးတီးကြတာလိုက်နာမယ်ဝီနီးတိုင်းနာမယ်ဆိုမွန်းလင်းကြမစားတော့ဘူးလေဟုတ်တယ်ဆရာမင်းကြမစားရလေဒါ intermittent fasting ပဲဟုတ်တယ် intermittent fasting ပဲဒါမဲ့ဆရာတော်ကြီးရုပ်ပုံပြားနေတယ်အဲ့ဆရာတော်တွေကအဲ့တန်ဃာပေါ့ဆရာတော်တွေမဟုတ်တန်ဃာတွေကပို့ပြီးတော့ဝါနှုံးပုံများနေတယ်ဟောဘာလို့ intermittent ဘာလို့လဲပေါ့ဘာလို့လဲခါကြတော့ intermittent fasting တော့လုပ်တယ်မစားမဲ့ချိန်မှာမစားဘူးဒါပေမဲ့စားမဲ့ကာလမှာညကြတော့မနေ့အရာထားရင်ညတညလုံးမစားမဲ့နေတဲ့အတွက်မနေ့စားတယ်အဲကြောင့်မနေ့ကျထမင်းစားကိုစားတယ်ထမင်းစားတဲ့ပုံမှာညဘိုက်စားတဲ့အတွက်ကြောင့်စားတယ်အနည်းဆုံးတစ်ပကံတော့စားတယ်ပြီးတဲ့အခါကျတော့7နာရီပေါ့မတိုင်ခင်10နာရီက7နာရီမှာညတညလုံးစားတော့မယ်အဲ့တော့အဲ့မှာတစ်ပကံသုံးဖို့တစ်ပံကိုရတော့စားတယ်တစ်ပံကိုတော့စားတယ်အဲ့တော့ပြီးတဲ့အခါကျတော့ယာတုကြီးလာလေပေါ့ဆရာတော်ကြီးတွေနော်များတော့ယောက်ျောင်းမှာစာချတယ်နော်ဒါအုတ်ထွေးလောက်ရတယ်စာချတယ်ဆိုတရားဟောတယ်ဆိုထိုင်တာကြီးများလာတယ်ပေါ့စွန့်ကလည်းမကြွတော့ဘူးတောင်းမှာလှုပ်ရှားမှုတွေပါလေဘာမှမလုပ်တော့ဘူးပေါ့ဆိုတော့အဲ့ဒါကစားတဲ့လူရဲ့အစားတောက်နေထိုင်တဲ့ပတ်သက်လို့ရှောင်တဲ့ပုံမှာမူတည်ပါတယ်ဒါဆိုရင်ဆရာဟို intermittent fasting လုပ်တဲ့သူကစားလဲစားရမယ်လှုပ်ရှားရမယ်ဒါဆိုရင်တော့သူ့အတွက်ပို့ပြီးတော့အကျိုးရှိစားလဲစားရမယ်သူကစားတဲ့ပမာဏကိုလည်းထိန်းရမယ်စားတဲ့ပမာဏကိုလည်းထိန်းရမယ်ကိုယ်လည်းလှုပ်ရှားမှုကိုလည်းတွဲပြီးတော့လုပ်ရမယ်ဟုတ်ကဲ့ပါဆရာ